မင်္ဂလာပါဗျာတူရီတူရီကစားနည်းဗီဒီယိုကြောင့်ပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့တူရီတူရီကစားနည်းမှာကျွန်တော်တို့7 နာရီ10မိနစ်ရှိမယ်4 နာရီခွဲရှိမယ်9 နာရီခွဲကစားလို့ရမယ်2 နာရီခဏကစားလို့ရမယ်နော်တူရီထိုးလို့ရမယ်နော်9 နာရီခွဲနဲ့2 နာရီကတော့ဒီအင်တာနက်ကနန်းတော့ပေါက်ကနန်းဖြစ်တာပေါ့နော်ကျွန်တော်တို့ခု7 နာရီ10 မိနစ်ဟာကိုကျွန်တော်စမ်းပြမယ်နော်7 နာရီ10မိနစ်ထိုးပြီးနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာရွေးကွက်တွေရှိမယ်နော်ရွေးကွက်နဲ့လည်းကျွန်တော်တို့ထိုးလို့ရတယ်ကျွန်တော်ဒါမှမဟုတ်ရင်လည်းအမြန်ဆိုတဲ့နေရာမှာကျွန်တော်ဒီမှာပရိတ်ဆိုရင်ပရိတ်တွေရှိမယ်အထူးမှာပါဝါညီကိုနက်ခတ်ဒါတွေရှိမယ်အပတ်သီးရှိမယ်ကျွန်တော်ထိပ်သီးရှိမယ်နောက်ပေးရှိမယ်ဒီကနေလည်းရွေးထိုးလို့ရတယ်နော်အမြန်ရွေးထိုးတဲ့နေရာကနေဒါမှမဟုတ်ခွေဘူးရှိမယ်ကျွန်တော်ထိပ်အပါတွေရှိမယ်အခွေရှိမယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာအခွေဘူးနဲ့စမ်းပြလိုက်မှာ1 2 3 4ဒီမှာအခွေဘူး100ဆိုရင်ကျွန်တော်တို့မှာအင်တာကိုနှိပ်လိုက်ရင်ကျွန်တော်အပေါ်ရောက်သွားပြီပေါ့နော်အမှကျွန်တော်တို့ကပြင်နေတာရှိလို့ရှိရင်ဒီမှာ1 နှစ်ကိုကျွန်တော်1000ပြင်နေဆိုရင်1000ရွေးလိုက်ပေါ့နော်ရွေးလိုက်လို့ရှိရင်ကျွန်တော်အတီးပြီးမှုနှိပ်လိုက်ကျွန်တော်ထိုးမှတေးကြပြီဆိုရင်ကျွန်တော်တို့ကဒီမှာထိုးမိကိုနှိပ်လိုက်ပေါ့နော်နှိပ်လိုက်လို့ရှိရင်ကျွန်တော်ထိုးရတဲ့ကဏ္ဍကျွန်တော်ဒီဘက်မှာပြန်ပေါ်အောင်နော်ဒီမှာပေါ့နော်ကျွန်တော်ဒီမှာပြန်ပေါ်မယ်ဒါကတော့ကဏ္ဍ7 နာရီ10 မိနစ်ကဏ္ဍမထွက်သေးလို့ကျွန်တော်ပန်းတင်းဖြစ်နေတာပေါ့နော်ကဏ္ဍထွက်ပြီးလို့ရှိရင်ကျွန်တော်ဘယ်လိုပေါ်လဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒီမှာပေါ့နော်ဒါရှုံးနေပေါ့နော်ဒါအနိုင်နေပေါ့နော်အဲ့လိုအရှုံးနဲ့အဲ့လိုပေါ်မှာပေါ့နော်ကျွန်တော်ဒါထိုးနည်း၎င်းမှာကျွန်တော်3D ကစားမယ်ဆိုရင်ကျွန်တော်3D ထိုးမျိုးနှိပ်ပါနော်အကွက်ဖြစ်ပြီဆိုတဲ့နေရာမှာကျွန်တော်အကွက်ဖြစ်ပြီးတော့ထိုးလို့ရအောင်1 2 3ကျွန်တော်အားမှာ1000ဆိုပြီးတော့ကျွန်တော်တို့အဲ့အကွက်ဖြစ်မိရကျွန်တော်နှိပ်ရွေးခွက်မှာရွေးမယ်ထပ်ရွေးလို့လည်းရရပါတော့အဲ့လိုမျိုးလည်းကျွန်တော်တို့နှိပ်ထိုးလို့ရရပါတော့ဒီမှာရွေးခွက်မှာထိုးမှာခါရတော့ဒီမှာလေကျွန်တော်တို့3.3နဲ့999ဒီကိုပေါ့နော်အစင်လိုက်အဲ့အနေပြီးတော့ပဲရွေးထိုးပါပေါ့နော်အားမယ်ဆိုရင်အားကိုရွေးပေါ့နော်အဲ့လိုမျိုးရွေးထိုးလို့လည်းရရပါတော့အဲဒီမှာကျွန်တော်အမှဒါကတော့ဖြည့်ပြီးသားဟာတွေပေါ့နော်ဒါအပြင်မှာတစ်နှစ်သုံးအကွက်ဖြည့်ပြီဒါလည်းစီးပြီးသားတွေပေါ့နော်အကွက်ထပ်တိုးမယ်ဆိုလည်းထပ်တိုးလို့ရတာပေါ့နော်ကဏ္ဍနေဖြည့်ပြီးလို့ရှိရင်